ပဲဗျာလေးစုတက်ဖို့ရွှေတကူဇီတီတော်မြတ်ကြီးဆိုတာငါတဲ့ဖူးစားအားရပါရကြီးဝအောင်ဖူးလိုက်မင်းအခုမှဖူးတာမလားဖူးတော့တကယ်ကြီးဟာတီဗီထဲမှာတော့မင်းခဏခဏဖူးရတယ်ကွာအခုကတော့မင်းပြောလို့ခုမှပဲဖူးတယ်ဆိုပါတော့ငါလည်းရွာကိုပြန်မြောက်တာကြာပြီဆိုတော့ရွာရဲ့သတင်းပလင်းလေးပါလေဘာမှမကြားဘူးရွာမှာဘာတွေပြောင်းလဲကုန်ပြီဘာမှမပြောင်းလဲပါဘူးငါထင်တယ်ရွာဘာမှမပြောင်းလဲဘူးဆိုတော့ဒီကောင်ငါတို့အိမ်ရောဘာတွေပြောင်းလဲကုန်ပြီဘာမှမပြောင်းလဲပါဘူးဒါပေမဲ့မင်းမွေးထားတဲ့ကြောင်လေးတော့တည်သွားပြီကွာဟာကြောင်လေးတည်သွားပြီဟာအဲ့ဒီကြောင်လေးအရန်လိမ့်မာတာကွာဘာဖြစ်လို့တည်သွားတာလဲမင်းအဖေနဲ့မင်းအကိုစကားများကြတယ်လေစကားများပြီးမင်းအကိုကအရင်မူးမူးနဲ့စပက်ကြီးကိုမီးရှို့လိုက်တာပါသွားတာပဲစပက်ကြီးကိုမီးနဲ့ရှို့တယ်အဲ့ဒီတော့မဟုတ်စပက်ကြီးကိုမီးနဲ့ရှို့ရတာအောင်အဖေနဲ့ကိုကဘာအတွက်နဲ့စကားများတာလဲဘာလို့မဟုတ်ဘူးကွာမင်းညမလေးအရက်သမားထုံးနိုင်တဲ့လိုက်ပြေးတဲ့ကိစ္စဟာညီမလင်းလောက်လိုက်သွားပြီနေစမ်းဒီညီမလေးလင်းလောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝင်မပြောဘူးလားမင်းအမေကဘာမှဝင်ပြောလို့မရတော့ဘူးလေကွာပြောလို့မရတော့ဘူးဆိုတော့နေစမ်းသူတို့ကအမေစကားကိုနားမထောင်ကြတာလားဘယ်လိုဖြစ်တာလဲအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာမင်းတို့စပယ်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအမေကတခါတည်းပါသွားအမလေးကအမေပါသွားတယ်အဲ့ဒါဆိုမေးတယ်ပြီပေါ့အမလေးဗျာအမေအမေတရားတော့သားတရားမသိလဲရပါလားအမေမင်းရလဲကွာအမေကြလို့တရားတယ်မှာဘာမှထူးခြားပြောင်းလို့မရှိဘူးလေမင်းမလို့ပြောတတ်တယ်ဗျဟုတ်ပါရဲ့ကထားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲမင်းအကူကတော့မီးရှို့မှုနဲ့ထောင်ကျသွားမင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူနေအမလေးဗျာအမေကသေတယ်အဖေကယူတယ်အကူကထောင်ကျနေတယ်အဲ့ဒါကထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်ချိန်နေဖြစ်မလားကွာစိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ကွက်တွေပါတည်ငြိမ်နေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်နေတရားရှင်ကြီးအမလေးမင်းကနေကြည့်မယ်ငါကနေမရှိသေးဘူးတကယ်ကြီးရဲ့ငါရင်ထဲမှာပူနေပြီကြွကြပါဦးဒါဆိုရင်ငါညီလေးတွေညီမလေးတွေရောရင်ဘယ်လိုလဲပြောအောင်ကွာသူတို့ကအေးစေးပါလေအမလေးတော်ပါသေးရဲ့အကြီးလေးတွေကခေါ်ပြီးမွေးထားလိုက်တယ်မလားအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာအဲ့ဒီလိုမဟုတ်တော့ဘယ်လိုဖြစ်ပြန်ပြီတော့ပါဦးသူတို့တကပူစရာမလိုပါဘူးကွာမစိတ်အေးထားလိုက်တော့မလို့အေးထားတာပါမင်းမလေးခုမှပဲရှင်နေအေးတော့တယ်တကယ်ကြီးပြောစမ်းပါသူတို့တရွာလုံးကတနာနေတော့အေးပေါ့သူတို့ကလည်းရွာထဲမှာလှက်ပါတောင်ရန်စားတော့ရွာတွေကထမင်းညဟင်းညလေးတွေပေးလိုက်ကြတာပါပဲကွာဟုတ်ဘူးလားဟာဒါဆိုကစပါးရေးတရောင်းစားပြီ